မင်္ဂလာပါရှင် Hope Chinese Language Academy မှာကြိုဆိုလိုက်ပါတယ် Teacher Helen ဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့တရုတ်စကားကိုပေါ့နော်အခြေခံကနေစပြီးတော့လုံးဝ0ပေါ့နော်0အခြေခံကနေစပြီးတော့လေ့လာခြင်းနဲ့ထဲထဲဝင်ဝင်လေးသိခြင်းနဲ့ပြီးရင်ဒီ Chinese Language ကိုဝါသနာလဲပါတယ်စိတ်ဝင်စားတယ်ပြီးရင်ကိုယ်အနာဂတ်ကာလမှာပေါ့နော် Chinese Language ကအရေးပါအရာရောက်ပြီးတော့ကိုယ့်အတွက်အဆင်ပြေမယ်အသုံးကျမယ်ဆိုတော့အသုံးလဲချချင်တယ်ဆိုတော့သူတွေအတွက်ပေါ့နော်ရည်ညွှန်းပြီးတော့တင်ရောက်ပေးတာဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့တည်င်းကျွတ်လာပြည့်နေပေါ့နော်တည်င်းကျွတ်လာပြည့်နေမှာတခြားတော့စဉ်းစားထားတာကြာပြီပေါ့နော်ဒီလိုမျိုးအခမဲ့တန်တန်လေးတွေကိုလာပြီးတော့ဝင်မြပေးဖို့ဒါပေမဲ့လည်းအရန်ရှုံနေတော့ဒီဘက်ကိုမလဲအောင်ကွာဒီနေ့မှာဆိုတော့အချိန်လေးနည်းနည်းပေးပြီးတော့ဒီအစီအစဉ်လေးလုပ်ဖြစ်သွားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီဆက်စဉ်းစားထားတာပေါ့နော်ဒီတနေ့ကိုပေါ့နော်နည်းနည်းလောက်ပဲတင်မယ်နေ့တိုင်းတင်ဖြစ်မလားဒီဆက်လဲစူးစမ်းကြည့်ရမှာပေါ့နော်နေ့တိုင်းတင်ဖြစ်ရင်တော့ကောင်းတော့ပေါ့နည်းနည်းချင်းစီပဲတင်မယ်ပြီးရင်ဒီနိုင်ဝက်လောက်ပဲအတူတူတုံးချကြမယ်ပေါ့နော်ကျွန်မဒီဆက်ကတော့တင်တာနိုင်ဝက်ပြည့်ချင်မှလည်းပြင်မယ်တချို့လွယ်တဲ့အချိန်လွယ်တဲ့သင်ခန်းစာတွေကြာရင်တော့နိုင်ဝက်မရောက်တော့ပေါ့နော်ဟုတ်ပြီးနည်းနည်းခက်ခဲတဲ့သင်ခန်းစာတွေကြာရင်နိုင်ဝက်ကျော်သွားတော့ဒါပေမဲ့နိုင်ဝက်အတွင်းမှာပဲတခြားနိုင်ဝက်အတွင်းမှာပဲလောက်ချင်တယ်ပေါ့နော်ဒီနိုင်ဝက်လောက်ကိုပဲအသုံးချကြည့်မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်အိမ်စာလည်းမျိုးနဲ့ပေါ့နော်ဒီနိုင်ဝက်ကိုအတွင်းမှာပဲဒီကိစ္စစဉ်းစားမယ်ဒီကိစ္စလုပ်မယ်ဒီ Chinese language အတွက်တနေ့ကိုနိုင်ဝက်ဖင်ထားတူဖင်ထားကြည့်ပေါ့နော်ဒီချက်တင်တဲ့အချိန်တိုင်းလဲဒီချက်လာပြီးတော့မတင်တဲ့အချိန်ကြလို့ရှိရင်လည်းကိုယ့်ကိုပေါ့နော်သင်ခန်းစာအဟောင်းလေးဒီချက်လေးလာပေးပါလို့ပြောချင်ပါတယ်အတက်နိုင်ဆုံးတော့စူးစမ်းပေးမယ်ပေါ့နော်ဟုတ်ပြီကိုယ့်အတွက်လည်းထောက်ကူပြုတယ်ခဏနေဒီချက်တင်မဲ့နေလန်းလေးတွေလည်းကိုယ့်အတွက်အဆင်ပြေတယ်ဆိုလို့ရှိရင်တော့like တွေပေါ့နော် follow တွေတစ်ချက်လောက်ထားပြီပေါ့နော်အဲ့ဒါမှကိုလည်းပြန်ရှာတဲ့ချိန်တိုင်းလွယ်လွယ်ကူကူရှာမိမှာဖြစ်တဲ့ကြောင့်မို့ဒီချာလည်းဒီမှာ free လာပြီးတော့ဝင်မြပေးတာဖြစ်တဲ့ကြောင့်မို့အကုန်လုံးအတွက်လည်းထောက်ကူပြုစေချင်တယ်ကြိုးပြုမယ်လို့လည်းယုံကြည်တယ်ပေါ့နော်ဟုတ်ပြီအကယ်၍ကိုယ့်အတွက်ကနီလန်းလေးတွေဘယ်လိုမျိုးကောင်းမဲ့ပိုကောင်းမဲ့နီလန်းလေးတွေရှိတယ်ဆိုရင်လည်းတစ်ချက်လာပြီးတော့အကြံပေးလို့ရတယ်ဒါမှမဟုတ်လည်းလောဆယ်တစ်ချက်တင်တဲ့နီလန်းလေးကကိုယ့်အတွက်အဆင်ပြေတယ်ဆိုလို့ရှိရင်လည်းတစ်ချက်လာပြီးတော့အတိပေးပါအောင်ပေါ့နော်အဲ့ဒါမှလည်းတစ်ချက်လည်းနီလန်းတွေနဲ့ဆက်သွားပြီးတော့အားလုံးအတွက်အကျိုးပြုစေမယ်လို့အကျိုးပြုမယ်လို့ရည်ရွယ်ထားတာဖြစ်တဲ့ကြောင့်မို့တကယ်လည်းအကျိုးပြုစေချင်တယ်အတုံးဝင်စေချင်တယ်ပေါ့နော်အကုန်လုံးလည်းလေးလာတင်ကြတဲ့အကြောင်းအနေရာမှာပို့ပြီးတော့ထိရောက်စေချင်တယ်လွယ်ကူစေချင်တယ်ပေါ့နော်ကဲအကုန်လုံးပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီချက်ကတရုတ်ဘာသာစကားစတင်ပြီဆိုလို့ရှိရင်လုံးဝအခြေခံဖြစ်တဲ့အရာကနေပြီးတော့စတင်ပေးမယ်ပြီးအများကြီးမတင်ဘူးပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်တော့တခြားစဉ်းစားထားတာဘီ23လုံးထဲကနေပြီးတော့၄လုံးပဲလာတင်ပေးမယ်အဲဒါတခြားနဲ့လေ့ကျင့်ခန်းတွေအတူတူလုပ်ကြမယ်ပြီးရင်ချရေးတဲ့အစီအစဉ်ကတော့ဒီမှာတခြားတော့မလုပ်ပေးနိုင်ဘူးပေါ့နော်ဘာလို့ဒီတိုင်းပဲပြောရတာဖြစ်ကြမို့ချရေးတဲ့အစီအစဉ်ခါကျတော့ကိုလေးအချိန်နည်းနည်းပေးပေါ့နော်အချိန်နည်းနည်းပေးပြီးတော့လေ့ကျင့်ပေးတခြားနီလန်းလေးတွေမျှဝေသွားပေးမယ်ဒါပေမဲ့လုပ်တဲ့ပိုင်းကတော့ကိုအားကိုးမှအဆင်ပြေမှာပေါ့နော်တခြားတို့ကနီးပြပဲလုပ်ပေးနိုင်မှာဖြစ်တဲ့ကြောင့်မို့ဟုတ်တယ်မတိတာမနာလဲတာရှင်တော့အတူဖလှယ်ကြမယ်ပေါ့နော်ပြီးရင်ဒီချက်ဘက်ကနေလည်းတက်နိုင်ဆုံးစူးစမ်းပြီးတော့ဖြည့်ချပေးမယ်ဒါပေမဲ့တခုမြတ်တန်ရဲ့အဲ့ဒါတော့တခြားအလုံးနည်းနည်းများတဲ့လူဆိုတော့လေ comment နာကိုဖြည့်နိုင်ချင်မှဖြည့်နိုင်မယ်အဲ့ဒါတော့နည်းနည်းလေးတစ်ချက်နားလည်ပြီးပါပေါ့နော်ကဲဒီနေ့သင်ခန်းစာလေးကိုစလိုက်ကြမယ်ပေါ့နော်ဒီနေ့သင်ခန်းစာမှာဆိုလို့ရှိရင်ဒီမှာဒီဘီလေးလုံးပဲတင်မှာဖြစ်တော့ကြောင့်မို့ဒီချက်ဖြစ်စေချင်တာကတော့နံပါတ်1အနေနဲ့ဆိုလို့ရှိရင်เนาะဒါတွေကိုအင်္ဂလိပ်စကားလုံးအနေနဲ့မမြင်မဲနဲ့ဒီချက်တင်မဲ့ဥစားအတန်ထွက်တဲ့ဒီစကားလုံးဒီရဲ့အခန့်လေးတွေကိုတစ်ချက်ချိတ်ပေးစေချင်တယ်ပေါ့နော်အဲ့ဒါကိုဒီမှာပြောချင်တာကွာဒီဥစ္စာအင်္ဂလိပ်အခန့်က BPMF ဆိုပေမဲ့အဲ့ BPMF ကိုမေ့ထားစေချင်တယ်ပြီးရင်ဒီချက်တင်မဲ့အတန်ထွက်တဲ့ဒီစကလုံးလေးတွေပေါ့နော်ဒီဥစ္စာလေးတွေကိုချိတ်ဆက်စေချင်တယ်ကိုအုံနောက်ကနေပြီးတော့ auto system နေနဲ့ပေါ့နော်ဒါတွေကိုဒီနိုင်ဝက်အတွင်းမေ့ထားပြီးတော့ဒါကိုခဏနေကြလို့ရှိရင်ပေါ့နော်ဒီချက်တင်မဲ့စကလုံးအတန်ထွက်နဲ့ချိတ်ဆက်ပေးထားပါပြီးရင်ဒီအောက်ကဒီဗမာလိုရေးထားတဲ့ဟာဒီခါကျတော့ဒီကမကြောက်ဘူးဒီမှာအခုအနေနဲ့ပဲအထောက်ပံ့တစ်ခုဖြစ်စေချင်တယ်ပေါ့နော်အကုန်လုံးကိုလည်းအားမကိုးစေချင်ဘူးဒီမှာဆိုလို့ရှိရင်အတွေ့အကြုံရှိနည်းနည်းလေးတတ်ထားရည်ရှိကောင်းရှိနိုင်တယ်ပေါ့နော်အခြေခံ0ဆိုရင်တော့တခြားပို့ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ0ကနေစပြီးဆိုလို့ရှိရင်တော့တခြားတို့ပြန်တင်ပေးရတဲ့အချိန်မှာနည်းနည်းလွယ်ကူတယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်စလိုက်ကြရအောင်အဲ့ဆိုနံပါတ်1ကအင်္ဂလိပ်လိုမေ့ထားမယ်ဗမာလိုမေ့ထားမယ်တခြားတင်တဲ့
ဒါဆိုလို့ရှိရင်ဒီချက်တင်တဲ့အတန်ထွက်နဲ့ဒီချက်ချိတ်ဆက်ပေးပါပေါ့နော်ကဲစလိုက်ကြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါကိုဒီချက်အနေနဲ့ဆိုရင်တော့ပေါ်လို့မှတ်ထားစေချင်တယ်ပြီးရင်ခဏနေကြလို့ရှိရင်ဒီချက်တင်တဲ့ချိန်ကြရင်အတူတူညှိထားရမှာပေါ့နော်ဒီချက်တင်တဲ့ချိန်ကြလို့ရှိရင်ဒီချက်ရဲ့အတန်ထွက်ကိုလိုက်ပြီးတော့ချက်ချင်းအတူတူလိုက်မထွက်တဲ့3ချိန်လောက်နားထောင်ပေး3ချိန်နားထောင်ပြီးလို့ရှိရင်နောက်ထပ်5ချိန်အတူတူရွတ်ဆိုကြအတန်ထွက်ပြီးရွတ်ပေါ့နော်ကိုစိတ်ထဲကနေမရွတ်နဲ့အတန်ထွက်ရွတ်ပါဆိုကိုအတန်ကိုပြန်ကြားအောင်ရွတ်ပေးနော်အဲ့ဒါမှပဲကိုကဒီချက်အတန်နဲ့နည်းနည်းဆင်လာဆိုကိုအုံနောက်နဲ့ကိုအချားအာရုံကနေပြီးတော့တွားပြီးတော့balance ညှိပေးနိုင်မှာပေါ့နော်ဆုံးဖြတ်ပေးနိုင်မှာဖြစ်တဲ့အကြောင်းပေါ့ကဲအကုန်လုံးဒီချက်3ချိန်ရွတ်တဲ့ချိန်မှာလိုက်မရွတ်နဲ့နားထောင်ပါဒီချက်ရဲ့ပါဇက်ကိုကြည့်ပါဘယ်လိုမျိုးဘယ်လိုမျိုးဖြစ်နေရပါတော့ဒီအမူအရာပါဇက်အမူအရာလေးကိုတစ်ချက်လိုက်ပြီးတော့လဲကြည့်ပေးပေါ့နော်ပြီးရင်အတန်လေးနားထောင်ပေးပြီးရင်နောက်ထပ်5ချိန်ခါကျကိုလည်းလိုက်ပြောပြီးဒီချက်အတန်နဲ့တူလားပေါ့နော်โอเคကဲအဆင်ပြေနော်အဆင်ပြေဆိုစလိုက်ကြမယ်ဒါဆိုလို့ရှိရင်တွေ့ရလားမသိဘူးဒါဆိုလို့ရှိရင်ပေါ်ကဲတူလိုက်ရကြမယ်ပေါ့နော်ပေါ်โอเคဒီဥစ္စာကိုပေါ်လို့မှတ်လိုက်တော့မမေ့လိုက်တော့ဗောနော်ဒါဆိုလို့ရှိရင်ဖောလိုက်ဆိုမယ်ဖောโอเคဒါဆိုလို့ရှိရင်မောလို့ဖတ်တယ်နော်လိုက်ဆိုမယ်မောโอเคအဆင်ပြေနော်ဒါဆိုလို့ရှိရင်သူကဆိုတဲ့အတန်လေးတန်လေးတစ်ချက်ပါမယ်နော်အဘီလိုက်ရမယ်โอเคအတန်ကြီးဒီပါဇက်နေထားအဓိကဥစားဒီအနေထားကတူတယ်ဒါပေမဲ့တချို့နေရာလေးပဲမတူတာပေါ့နော်ဘောလုံးကပါဇက်ချွန်လေးပဲနော်အဆင်ပြေနော်โอเคကဲအဲ့ဒါဟိုမှာကိုယ့်ကိုလေ့ကျင့်တဲ့ချိန်ကြလို့ရှိရင်ဒါဒီချက်မဆိုခင်အကုန်လုံးအရင်ဆိုလိုက်ပေါ့နော်ဆိုပြီးမှပဲဒီချက်နဲ့အတန်ထွက်တူလာလိုက်နားထောင်မယ်စင်ပြေလားအဲ့ဒါပြီးရင်အိမ်မှာကလေးလေးအခုတင်နေတဲ့ကလေးလေးသူကကလေးလေးဖြစ်မယ်ဆိုတော့မိဘတွေလည်းတစ်ချက်လိုက်နားထောင်ပေးတဲ့သူရှိရင်ပေါ့နော်ဒီမျိုးကလေးလေးတွေကိုတစ်ချက်လေးမျိုး A4 စာရွက်နဲ့ဒီမျိုးရေးထားပေးပါလူကြီးဆိုလို့ရှိရင်တော့ကိုယ့်ကိုယ်လုပ်ပေါ့နော်ကိုယ့်ကိုအကူရမှာပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဒါဆိုရင်ကိုယ့်ကိုမေးလိုက်ဒါကဘာကြီးလဲဆို4ဆိုတဲ့အတန်အချက်ချင်းကိုနဲ့အုံနောက်နဲ့ချိတ်ဆက်နေရမယ်ဒါကဘာကြီးတုံးဆိုတော့မောဆိုတဲ့အတန်ကိုအုံနောက်နဲ့ချိတ်ဆက်ရတော့မယ်ပေါ့နော်အချိန်ချင်းလေးကျင့်ပြီးပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ပေါ်အဲ့ဒါကိုဘာကိုယ့်ကိုဟိုစားကစား game ကစားတဲ့အတိုင်းပေါ့နော်ဒီကစားကြမယ်မောအဲ့လိုမျိုးဒါအချိန်ဒီနိုင်ရွက်အတွင်းမှာတုံးချပေးနောက်ထပ်တစ်ခုတောင်းဆိုလိုတာပေါ့နော်ကိုယ့်ကိုတစ်ချက်ရေးမယ်အခုကြည့်နေတဲ့လူတွေကတော့ဟိုစာစောင်းနဲ့ချရေးပေါ့နော်ဒီက B ဆိုတဲ့ဥစ္စာကိုအတန်ထပ်ပြီးတော့ရွတ်ပေးနော်စိတ်ထဲမှာပဲရွတ်ဘယ်သူမှမကြောက်ဘူးပြီးရင်ကိုယ့်အတန်ကိုပြန်နားထောင်ပြီးတော့
ပြန်ညှိပြရမှာမှန်နေလားမားနေလားဆိုပါဆိုအဲ့အတန်မှန်သွားမှာပဲနေနောက်ဆက်တွဲနောက်လာမယ်တကယ်အရေးကြီးပဲအပိုင်းတွေအမှန်ကန်ပို့ပြီးတော့မှန်ကန်လိမ့်မယ်ထိရောက်လိမ့်မယ်ပေါ့နော်အဲ့ဒါကိုတကယ်တက်ချင်တဲ့လူတွေကတော့တကယ်လုံးဝအဆင်ပြေမယ်ပေါ့နော်တိုးမိုးကြရင်ကွက်ကိုရှက်နေတာကွက်ကိုတော့မှရှက်နေရဆိုရင်အဆင်မပြေဘူးပေါ့နော်ဒါတင်တန်းသူတင်တန်းသားချင်းတယောက်နဲ့တယောက်တွေ့ရတာလည်းမဟုတ်ဒီကနေပဲချိတ်ဆက်ရတာဆိုတော့အကုန်လုံးကိုလည်းတကယ်လာတင်တဲ့တောင်းဖို့ကတကယ်တက်စေချင်တယ်ပြီးရင်ကိုအတွက်လည်းထိရောက်တယ်ပြီးရင်ကိုအတွက်လည်းအကျိုးရှိတယ်ကိုကလည်းတကယ်လေ့ကျင့်နေဆိုလို့ရှိရင်တော့အောက်မှာတစ်ချက်လာရေးပေးပေါ့နော်တစ်ချက်လည်းတစ်ချက်သိချင်တာပေါ့တကယ်လေ့ကျင့်တဲ့လူရှိလားတကယ်ရောတတ်သွားတဲ့လူရှိလားတကယ်ရောတိသွားတဲ့လူရှိလားပေါ့နော်အဲ့လိုမျိုးတွေတော့သိစေချင်တာပေါ့နော်โอเคသိချင်တာပေါ့ဒီလိုမျိုးဆိုင်ရွက်လေးလုပ်ပြီးတော့ကိုတစ်ချက်လေ့ကျင့်မယ်ဒါကြတော့မြင်တာနဲ့အတန်ထွက်နဲ့ချိတ်ဆက်ပေးတဲ့ကစားနည်းလေးပေါ့နော်ပြီးနောက်တစ်ခုခါကျတော့ရေးတဲ့အချိန်ပေါ်ဖောမောဖောမောဖောပေါ်ဖောအဲ့လိုမျိုးလေးတစ်ချက်ပေါ့နော်ကိုစားအောင်နဲ့တစ်ချက်ရေးပေးပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ကိုအုံနောက်အထူးသဖြင့်ကလေးလေးတွေဆိုတော့ပို့ပြီးတော့လိုအပ်တဲ့အချိန်ပေါ့ပေါ့နော်လူကြီးတွေကနေပြီးတော့တစ်ချက်ဖေးမှပေးပေါ့နော်သူတတ်မှတ်ထားလိုက်ပေါ့တမျက်နှာဖြစ်ဖြစ်နှမျက်နှာဖြစ်ဖြစ်ကိုအတန်ထွက်လေးပေါ့နော်အဓိကကတော့အရင်တော့များကြမလို့ပါဘူးတမျက်နှာဆိုရင်တော့မှသူက2လိုင်း3လိုင်းလောက်ပါပြီဆိုတော့အဲ့အချိန်ကြလို့ရှိရင်ဒီလိုလေ့ကျင့်ခံလေးနဲ့ပြန်ပြီးတော့ဟိုစားကစားပေးတယ်ဆိုလို့ရှိရင်တော့တော်တော်လေးတော့မှတ်မိသွားမယ်ထင်တာပဲကဲဒီနေ့မှဆိုလို့ရှိရင်တော့ပေါ်ဖောမောဖောအဆင်ပြေတယ်ဆိုလို့ရှိရင်အောက်မှာ comment လေးမှာတစ်ချက်ရေးပြီးနောက်သင်ခန်းစာတွေလည်းတက်ချင်နေတယ်တီချာနဲ့တင်တာအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ရေးပေးပေါ့နော်ပညာဒါနအနေနဲ့အကုန်လုံးလည်းနားထောင်ပေးတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်ဒီ online kit ဆိုတော့ကိုယ့်နဲ့နှီးဆက်ရလို့အတဲ့လူတွေအတွက်ရအောင်လို့လည်းတစ်ချက်ကူညီပေးပေါ့နော်တီချာတို့ခါကြတယ်ဒီမှာပဲပြောပေးနိုင်မယ်အကုန်လုံးကဘာလို့လိုအပ်နေရလဲဆိုတာတော့ထိရောက်သိနိုင်မှာမဟုတ်ဘူးကိုယ့်ဘက်ဝင်ကျမလိုအပ်နေတဲ့သူတွေအတွက်လည်းသိစေချင်တယ်ဆိုလို့ရှိရင်တော့တစ်ချက်မျှဝေပေးပါကန်လန်ပေးပါကျေးဇူးတင်ပါတယ်ဒီနေ့မှာနောက်တစ်ခုခါကြသတင်းကျွတ်လာပြည့်နေဖြစ်တဲ့အတွက်ကြောင့်မို့အားလုံးလည်း happy သတင်းကျွတ်ပါရှင်ပြီးရင်တရုတ်လိုအနေနဲ့ဆိုရင်တော့ဒီနေ့လည်း中秋节ဖြစ်တဲ့အတွက်ကြောင့်မို့祝大家中秋节快乐好谢谢大家